အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုလူတစ်ယောက်ကြောင်းပြောပြချင်ပါတယ်သူဟာပညာတတ်ကြီးမဟုတ်ဘူးချမ်းသာတဲ့မိသားစုကဆင်းသက်လာတာလည်းမဟုတ်ဘူးဒါပေမဲ့သူ့မှာတလောကလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အိမ်မက်တစ်ခုရှိခဲ့တယ်သူကတော့ Honda Motor Car Company ကိုတည်ထောင်ခဲ့တဲ့ဂျပန်တထေးကြီးဆိုအီဂျီရို Honda ပဲဖြစ်ပါတယ်သူ့ရဲ့ဘဝကိုတစ်ခုနဲ့အတိတ်ပဲဖွင့်ရရင်ဇွဲပါပဲကျွန်တော်တို့အများစုကအခက်ခဲတစ်ခုနှစ်ခုကြုံရင်လက်လျှော့တတ်ကြပြီမဲ့ Honda ကတော့အကြိမ်ပေါင်းထောင်နဲ့ချီပြီးကြာရှုံးခဲ့တာတော့ပြုံပြုံလေးရှိစက်ခဲ့သူပါသူ့ရဲ့ပထမဆုံးခြေလမ်းက piston ring နဲ့ထုံလို့ဖို့ပါသူဟာနေမအိတ်ညမနာအလုပ်လုပ်ခဲ့တယ်အဝတ်စားတွေရောင်းဇနီးဖြစ်သူရဲ့လက်ဝတ်ရတနာတွေကိုပေါင်နှံပြီးရင်းနှီးမှုန်ခဲ့ရတယ်နောက်ဆုံးတူတာကုမ္ပဏီကိုတွားရောက်တဲ့အခါဘာဖြစ်ခဲ့လဲသိလားမိရဲ့ပစ္စည်းတွေကစိတ်ကြည်မမီဘူးဆိုပြီးရင်းပယ်ခံခဲ့ရပါတယ်ပါမန်လူတွေဒီညမှာပဲလဲကျသွားမှာဒါပေမဲ့ Honda ကတော့ကြောင်းပြန်တက်ပြီးသူ့ရဲ့ဒီပညာပိုင်းဆိုင်ရာအဝါးတွေကိုပြင်ဆင်ခဲ့နောက်နှစ်နှစ်အကြာမှာတော့တူတာကသူ့စီကပစ္စည်းတွေဝေခဲ့ပါဒါပေမဲ့ကံကြမ္မာကသူ့ကိုထပ်ပြီးစမ်းသပ်ခဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာသူ့စိတ်ရုံဘုံကြီးခံရစစ်ပြီးတော့လေမီလီယံတန်ကြောင့်စိတ်ရုံပြုတ်ကျပျက်စီးခဲ့ရပြီသူ့မှာဘာမှမကြံတော့တဲ့အချိန်ဂျပန်နိုင်ငံမှာလောင်စာဆီတွေရှားပါနေတဲ့အချိန်မှာသူဘာလုပ်ခဲ့စပီးလေးတစ်စီးတော့မှတင်းနေတဲ့အင်ဂျင်လေးတစ်ခုတက်ဆန်းကြည့်ခဲ့အဲ့ဒါဟာကဘာကျော် Honda Super Cup ရဲ့အစားပဲဖြစ်ပါတယ် Honda motorcycle တွေဟာကဘာပေါ်မှာရောင်းအားအများဆုံးဖြစ်လာတယ် Honda cars တွေဟာလေကဘာနိုင်ငံပေါင်း150ကျော်မှာတုံးသွားလာတယ် Honda ဟာကဘာအကြီးဆုံးအင်ဂျင်ထုတ်လုပ်သူဖြစ်လာတယ်ဒါပေမဲ့ Honda ကိုယ်တိုင်ပြောတာကတော့ငါရဲ့အောင်မြင်မှုဆိုတာငါလုပ်ခဲ့တဲ့အလုပ်တွေရဲ့1%ပဲရှိတယ်ကျန်တဲ့99%ကကြာရှုံးမှုတွေပဲလို့ပြောခဲ့တယ်လူတွေကအောင်မြင်မှုကိုပဲမြင်ကြပြီမဲ့သူကတော့အဲ့ဒီအောင်မြင်မှုရဲ့အနောက်ကဒဏ်ရာတွေချွေးဆက်တွေနဲ့မျက်ရည်တွေကိုတန်ဖိုးထားခဲ့သူပါမိတ်ဆွေတို့တခုခုလှုပ်လို့အဆင်မပြေဖြစ်နေလားဒါမှမဟုတ်အလုံးမှာအဆင်မပြေဖြစ်နေတာလားကိုယ်ပိုင်လုပ်ငန်းလေးကရုန်းကန်နေရလားအိမ်မက်တွေကကိုဝီးနေတယ်လို့ခံစားနေရလားဒါဆို Honda စီကသင်ခန်းစာယူပါအရှုံးဆိုတာလေးကြတာကိုမခေါ်ပါဘူးလေးကြရာကနေပြန်မထတာကိုပဲအရှုံးလို့ခေါ်တာပါခမည်းမအိမ်မရှိရင်အဲ့ဒီအိမ်မက်အတွက်ယူသွမှုရှိရင်ဘလို့အခက်ခဲမျိုးကိုမဆိုကြော်ဖြတ်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ Honda ရဲ့စကားတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီမှာအနာဂတ်အတွက်အစီအစဉ်မရှိရင်တင်စီမှာအနာဂတ်လေးရှိလာမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကစားပြီးကိုအိမ်မကိုပြန်ဆန်းစေပါကြာရှုံးမှုတွေတင်ခန်းစာအဖြစ်ပြောင်းလဲပြပါဒါဆိုတနည်းဝိဆွေကိုလည်းအောင်မြင်တဲ့သူပြောင်းဖြစ်လာမှာပါအားလုံးကိုကြည့်စုနေပါ